ငလေးကြောက်တွေရဲ့မျက်လုံးကတော့ခန္ဓာကိုယ်ရဲ့အပေါ်ဘက်မှာတည်ရှိပါတယ်တဲတွေထဲမှာပုံနေတဲ့အချိန်ပတ်ဝန်းကျင်ကိုကြည့်ရှုနိုင်ပါတယ်ရေရှူတဲ့အပေါက်ကကြောက်တော့မျက်လုံးရဲ့အနောက်ဘက်မှာတည်ရှိပြီးတော့တဲတွေထဲမှာပုံအောင်နေတဲ့အချိန်ရေကိုခန္ဓာကိုယ်အသွင်းကိုဆွဲသွင်းပြီးတော့အသက်ရှူစေရန်ကူညီပေးပါတယ်မမဲများလိုပဲလျှက်စစ်အာယုခံကရိယာအထူးအစိတ်ပိုင်းရှိကြပါတယ်ဒါကြောင့်ငလေးကြောက်များကဒီရေထဲမှာရှိတဲ့တစ်ရှိလှုပ်ရှားမှုကြောင့်ထွက်ပေါ်လာတဲ့ဒီလျှက်စစ်ကွင်းတွေကိုခန်းစားသိရှိပြီးတော့ဒီသားကောင်တွေကိုအမောင်ထုထဲမှာလည်းရှောက်ဖွင့်နိုင်ပါတယ်ငလေးကြောက်တွေကသူတို့ရဲ့ရင်စူးတောင်မြောက်ကိုအသုံးပြုပြီးတော့လိုင်းစီးတလိုမျိုးလှုပ်ခတ်ရွေလျာချင်းပေါ့နော်လှုပ်ခတ်ရွေလျာချင်းဒါမှမဟုတ်ဒီငှက်တွေလိုမျိုးလှုပ်ခတ်ပြတ်တန်းရွေလျာချင်းပြရေကူးကြပါတယ်ဒီနီလန်းကနှိမ်မြန်ပြီးတော့ထိရောက်ပါတယ်ငလေးကြောက်တွေရဲ့အမီးမှာရှိတဲ့ဒီအစိမ်းတွေကသူတို့ကိုယ်သူတို့ကောက်ွယ်ဖို့အတွက်တာဖြစ်ပါတယ်လူသုံးမဟုတ်ရန်သူကိုရည်ရွယ်ချက်ရှိနဲ့လိုင်းလံတိုက်ခတ်တာမျိုးမရှိပါဘူးဆိုတော့ခြေဖြစ်မတော်တဆနေမိတဲ့အခါမျိုးမှသာသူတို့ကိုယ်သူတို့ကောက်ွယ်ဖို့သူတို့အမီးဖြစ်ရိုက်နှက်တာမျိုးရိုက်ခတ်တာမျိုးဖြစ်နိုင်ပါတယ်ဆိုတော့သူတို့ရှိတဲ့ဒီကမ်းခြေသူတို့ရန်ကိုကောက်ွယ်ဖို့ဆိုရင်သူတို့ရှိတဲ့ဒီရေသိမ်ပိုင်းကမ်းခြေဒီကမ်းခြေတွေကိုဆင်းတော့မယ်ဆိုရင်ဒီငလေးကြောက်ရှိတဲ့နေရာကိုဆင်းတော့မယ်ဆိုရင်ရေကိုကြမ်းတမ်းစွာလောက်ခတ်ပေးလိုက်ခြင်းဖြစ်သူတို့ရံမှကောက်ွယ်နိုင်ပါတယ်အချို့သောငလေးကြောက်မျိုးစိတ်တွေကတော့ဒီငါးဖမ်းလုပ်ငန်းတွေမှာစီးပွားရေးအဖြစ်ဖမ်းပြီးတော့သူတို့ရဲ့အသားကိုစားသုံးကြပါတယ်ငလေးကြောက်တွေကဒီရေအောက်ခေယာစနစ်မှာအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ငလေးကြောက်တွေကပင်လယ်ကျမ်းပြင်မှာရှိတဲ့တရဝငယ်များဖြစ်တဲ့ဒီကမာကောင်တို့ခုံးကောင်တို့ဒီပင်လယ်ကမာကောင်တို့ခုံးကောင်တို့ပဇော်ခဏန်းစသဖြင့်ပင်လယ်တရဝငယ်များကိုအဓိကထားစားသုံးပါတယ်အဲ့လိုစားသုံးခြင်းဖြင့်ပင်လယ်တရဝငယ်များရဲ့အရေးအတွက်ကိုထိန်းချုပ်ပေးနိုင်ပါတယ်နောက်ကငလေးကြောက်များကအစာရှောက်ဖွေတဲ့အခါမှာလည်းဒီတဲတွေ short တွေကိုဒီတူးဆွပြီးတော့ရှောက်ဖွေရတာပေါ့နော်အဲ့လိုရှောက်ဖွေရတဲ့အကြောင်းအနေအနွတ်တွေကိုဖြစ်ပေါ်စေပြီးတော့အာဟာရဓာတ်တွေကိုပင်လယ်ထဲကိုပြန်လည်ရောက်ရှိစေရန်ကူညီပေးပါတယ်ငလေးကြောက်များကဒီသူတို့ထက်ကြီးတဲ့သားကောင်များဖြစ်တဲ့ဒီအမဲတို့ပင်လယ်ဖြန်တို့ဝေလငါတို့အတွက်လည်းဒီအရေးကြီးတဲ့အစာအရင်းမြစ်တစ်ခုဖြစ်ပါတယ်ဒီနေရာမှာငလေးကြောက်ကစွမ်းရည်တန်ကြွားဆက်အလဲပိုင်းမှာဒီကွဲဆက်တစ်ခုအဖြစ်တည်ရှိပါတယ်ငလေးကြောက်တွေပုံမှန်ရှိနေခြင်းကအစာကွဲဆက်ကိုဟန်ချက်ညီစေပြီးတော့ဒီမျိုးစိတ်တစ်ခုတည်းလွှမ်းမိုးမသွားစေရန်ကောက်ွယ်ပေးပါတယ်ဒီငလေးကြောက်တွေကတဘာဝခေယာစနစ်ရဲ့ဟန်ချက်ညီမှုကိုဖြစ်ပေါ်ထိမ့်သိမ်းရာတွင်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်အတူချုံပြောရမယ်ဆိုရင်ငလေးကြောက်တွေကရေအောက်ခေယာစနစ်ရဲ့ဒီစားသုံးသူများအဖြစ်အရေးကြီးသောနေရာမှာပါဝင်ပါတယ်ခင်ဗျာဒီနေ့တက်ဆက်ပြီးတော့တော့ Stingray ခေါ်ငလေးကြောက်ရဲ့အကြောင်းအရာတွေပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကိုကြည့်နေတင်မယ်ဆိုရင် like and subscribe နဲ့အားပေးကြပါဦးနောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဖို့လည်းမျှော်လင့်ပါတယ်ခင်ဗျာ